online shop လေးတစ်ခုစကြည့်မယ်အရင်နေ့ဘယ်လောက်လုံးမလဲမသိလို့စိတ်ပူနေတယ်ဒီဗီဒီယိုလေးကိုပြီးအောင်ကြည့်လိုက်ပါ online shop တစ်ခုစတင်ဖို့ဆိုရင် PSO ကိုသိထားရမှာဖြစ်ပါတယ် P product cost ကိုရောက်မဲ့ပစ္စည်းရဲ့ပစ္စည်းတန်ဖိုးဖြစ်ပါတယ် S shipping cost တရုတ်ပြည်ကနေမြန်မာပြည်ကိုတည်ယူစေးကိုပြောတာဖြစ်ပါတယ် O ကတော့ operation cost ဖြစ်ပါ operation cost မှာ marketing အတွက်သုံးတာတွေရယ် posting အတွက်သုံးတာတွေရယ် packaging အတွက်သုံးတာတွေရောအကုန်ပါဝင်မှာဖြစ်ပါတယ်ဥပမာအနေနဲ့ကို့မှာ10သိန်းရှိရဆိုရင်ပစ္စည်းဘို့ကို6သိန်း9သိန်းဘို့ပဲဝယ်ရမှာဖြစ်ပါတယ် shipping cost က2သိန်းကနေ2သိန်းခွဲထိခံမှန်းထားပြီးတော့ဖယ်ထားရမှာဖြစ်ပါတယ် operation cost ဖြစ်တဲ့ marketing တွေ post တွေထိုးဖို့အတွက်9000သိန်းလောက်ဖယ်ထားရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပိုင်းကတော့ပစ္စည်းဈေးနှုန်းသတ်မှတ်တဲ့အပိုင်းဖြစ်ပါတယ်ပစ္စည်းဈေးနှုန်းသတ်မှတ်တဲ့အခါမှာခုနကတော့ပြောတဲ့ပစ္စည်းဘိုးတွေတည်ယူစိတ်တွေနဲ့ marketing budget တွေအကုန်လုံးကိုပေါင်းပြီးမှအမြတ်ရာခိုင်နှုန်းခတ်ပေါင်းဖြေမှန်ထွက်မှာဖြစ်ပါတယ်အမြတ်ရာခိုင်နှုန်းကိုတော့ကိုယ်လုပ်ငန်းနဲ့ကိုက်ညီတဲ့ရာခိုင်နှုန်းတစ်ခုကိုကိုယ်တိုင်ပဲသတ်မှတ်ရမှာဖြစ်ပါတယ်ပြီးတော့အရေးကြီးတာတစ်ခုကလုပ်ငန်းတစ်ခုကိုစတင်တဲ့အခါမှာအမောင်နည်းလေးကနေစပြီးတော့မှာကောင်းပါတယ် customer feedback တွေရလာမှာလုပ်ငန်းရဲ့လက်ကျကိုကြည့်ပြီးတော့ရင်းနှီးကိုတိုးတာကောင်းပါတယ်အခုဗီဒီယိုလေးကိုအကျိုးရှိရဆိုရင် like and share လုပ်ခဲ့ပေးပါဦးကျေးဇူးတင်ပါတယ်